ဟုတ်ကဲ့ကျွန်တော်တို့လာပြီးတော့တော်တော်များများမေးကြတဲ့လူတွေပေါ့နော်ဒီကျမ်းမာရေးကြောင့်လေဒီဆိုင်ရန်လမ်းကြောင်းယောဂကြောင့်လေလာမေးကြတဲ့လူတွေကကျွန်တော်တို့ထားမိသလောက်တော်တော်များများစိတ်ထဲကြနေရတယ်ဗျာကျွန်တော်ဆိုလဲကျွန်တော်ယောဂဖြစ်တဲ့အချိန်မှာစိတ်ထဲကြခဲ့တာပဲပေါ့နော်ကိုကကျမ်းမာရေးမကောင်းဘူးယောဂတစ်ခုဖြစ်နေတော့ဘယ်လိုလိုစိတ်ကပြောနိုင်မှာလဲဒါပေမဲ့ကျွန်တော်တို့ယောဂတွေဒီဆိုင်ရန်လမ်းကြောင်းယောဂတွေရာကြီးကျွန်တော်တို့စိတ်နဲ့ဒါဆက်ဆက်နေတယ်ကျွန်တော်တို့စိတ်ထဲကြလေစိတ်နဲ့လေယောဂတွေကပိုဆိုးနိုင်တယ်ဗျာအဲ့တော့ကျွန်တော်တို့မှဆိုလို့ရှိရင်လည်းကျွန်တော်ယောဂတွေကဆိုးလာတယ်တွေ့ဝမ်းနေသွားတယ်နေ့ဝမ်းနေဆန္ဒခေါ်တော့သွားတယ်ဆေးရုံတွေတက်ကြတယ်တွေ့ရတယ်ဆရာဝန်တွေကလည်းမင်းဒီယောဂကမပြောင်းနိုင်ဘူးရေရှည်ကူပါမယ်ဆေးတောက်ပြီးသွားမယ်အဲ့လိုပြောတယ်ကျွန်တော်လည်းစိတ်တက်ကြတာဒါပေမဲ့နော်အဲ့ချိန်မှာအကိုကိုပြန်ပြီးတယ်ငါဒီလိုချိန်နေနဲ့အဲ့ရတယ်လည်းပြီးတော့နေရောမှာလားအဲ့ဒါမဲ့မဟုတ်ဘူးလေကျွန်တော်တို့ဒီလိုမျိုးတော့ရှော့မနေနိုင်ဘူးအဲ့တော့ကိုကိုအာတင်နေပြီးတော့ကျွန်တော်ယောဂနဲ့တက်တာသွားလို့ကျွန်တော်လိုက်ရှာတယ်ကျွန်တော်အဲ့ချိန်တော့ကျွန်တော်လိုက်မေးတော့ကျွန်တော်လမ်းမေးတော့မှာတော်တော်များများကကျွန်တော်ယောဂနဲ့တက်တာသွားတာမရှိကြတယ်ပြအဲ့ဒါကျွန်တော်ဒီနိုင်ငံခြားလူတွေကိုလိုက်ရှာလိုက်မေးတယ်ချို့တက်တာသွားလို့ကျွန်တော်စာတွေပို့တယ်ချို့နီးလန်းနေနဲ့ကျွန်တော်စမ်းကြည့်တယ်အခါတလေကိုတော်ဆိုးသွားတာမျိုးယောဂကိုဆိုးသွားတယ်ပေါ့နော်ဒါပေမဲ့နော်အားမလျှော့ဘူးချာနီလန်းဆက်ဆန်းရင်းနဲ့ကိုယ်ခန္ဓာကိုယ်နဲ့အဆင်ပြေမဲ့နေလန်းတွေဖြည်းဖြည်းနဲ့ပို့လို့တွေ့တာအဲ့တော့မိတ်ဆွေတို့လည်းဒီကိုယ့်ကိုယ်မျိုးစိတ်တကြတဲ့အချိန်ကြလို့ရှိရင်တွေးကြည့်ပါကိုမိသားစုရှိတယ်ကိုယ့်ကိုယ်အတွက်လည်းကိုလှုပ်ချင်တာလေးရှိသေးတယ်အနည်းဆုံးတော့ကျွန်တော်တို့အသက်ရှင်နေသေးရပေါ့နော်အဲ့တော့ကျွန်တော်တို့ယောဂကိုသက်သာအောင်ကြိုးစားဖို့ကျွန်တော်တို့အခွင့်အရေးရှိသေးတယ်အဲ့မိတ်ဆွေတို့လည်းကြိုးစားကြည့်ပါကျွန်တော်တို့သက်သာခဲ့တာပဲမိတ်ဆွေတို့လည်းသက်သာမှာပါကြိုးစားကြည့်ပေါ့နော်ခုမေးချင်တာအဆင်မပြေတာရှိရင်ကျွန်တော်လာမေးလို့ရပါတယ်အားလုံးကျန်းမာကြပါစေဗျာ